NUG ကိုတနေ့ထိုင်ပြီးတော့ဖောင်းထုတ်နေတဲ့တပ်ပါတီအုပ်စုကိုမောင်ယိုတဲ့ချီးကျွေးရတယ်နော်မောင်ဆိုတာဒီနေ့ထိတဲ့သူကျင်ညာထားတယ်သူဟာတတ်မတော်ကိုအမာခံထောက်ကန်တယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ဒီနေ့နောက်ဆုံးရတဲ့လက်ရှိတဲ့သတင်းတွေကိုသိပြီးတော့ချင်ပါတယ်။အခုပဲစလိုက်ကြရအောင်ပါ။ NUG ကိုတနေ့ထိုင်ပြီးတော့ဖောင်းထုတ်နေတဲ့တပ်ပါတီအုပ်စုကိုမောင်ယိုတဲ့ချီးကျွေးရတယ်နော်မောင်ဆိုတာဒီနေ့ထိတဲ့သူကျင်ညာထားတယ်သူဟာတတ်မတော်ကိုအမာခံထောက်ကန်တယ်သူချစ်တာဒီတတ်မတော်ကိုချစ်တာအဘကိုချစ်တာမဟုတ်ဘူးသူဒီလက်နက်ကင်လမ်းစဉ်ကိုအာမပေးဘူးလက်ရှိတော်လှန်ရေးကိုသူအာမပေးဘူးဒါပေမဲ့တုံးတက်တဲ့နေရာမှာသူမှန်ကန်ရက်တည်ပြီးတုံးတယ်သူ့ကိုကျွန်တော်ရှိနေတယ်ဒီနေ့ချိန်ထိဒီပုဂ္ဂိုလ်ကဘယ်ရောင်ဖြစ်စကားပြောနေမှာအစွန်းလွတ်အောင်ပြောတယ်ညံ့တာပြောတယ်ယဉ်ကျေးတယ်နော်တုံးတက်တဲ့နေရာမှာဘက်မလိုက်ပဲနဲ့တုံးတက်တယ်အခုလက်ရှိ NUG ကိစ္စနဲ့ပတ်သက်လို့ဒီမှာပြောရတာနားထောင်ကြည့်အဲ့ဒီတပ်ပါတီအုပ်စုကိုမောင်ယိုတဲ့ချီးတွေးရဒီကောင်မောင်ဆိုတာစစ်တပ်ကိုထောက်ခံပေးတဲ့ပုဂ္ဂိုလ်တူပါချီကသူ့လမ်းကြောင်းမှာသူ့ပုံစံတိဆောက်ပေါ်ချစ်လက်တယ်ခင်ဗျားတို့သူကတော်လန်ရေးကသူက professional ကြလုပ်နေတာနော်ခင်ဗျားတို့ကြိုက်တာပြောသူကသူ့ထောက်ဖို့သူ့ MOD သူ့ unit တွေနဲ့တရားဖွဲ့ပြီးတော့စနစ်တကျနဲ့သွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒါကသူတို့ကိုလည်းပေါ့နော်ဟိုဒါမျိုးစီမင်းစီကန်းတကျနဲ့ဖွဲ့စည်းရတဲ့ကြောင့်နိုင်ငံတကာဖွဲ့စည်းရစကားပြောတယ်အလကားပြောတာမဟုတ်ဘူးလူတယောက်ကပြထားပါတော့နယူးဒေါ်လာရေးကိုဟာလူတယောက်ကလည်းဥဆောင်နေရဆိုလို့ရှိရင်ဘယ်နိုင်ငံကမှသိမှမပြဘူးစိတ်ချအဲ့ဒါဘာကြောင့်လဲသိလားလုတ်ပုံကင်ပုံစနစ်မကြဘယ်နိုင်ငံကမှခီးမဆိုင်ဘူးအဲ့သူတို့ကခြားနိုင်ငံတွေကလက်ခံစကားပြောနေတယ်ပေါ့နော်NUG ဆိုရှင်ထားပါတော့ဟိုလွတ်တော်တွေမှာတက်ရတာရှိတယ်ဒီလွတ်တော်တွေမှာတက်ရတာရှိတယ်ဟိုနိုင်ငံတန်တမန်နဲ့စကားပြောတာရှိတယ်ဒီတန်တမန်နဲ့စကားပြောတာရှိတယ်။ဘာကြောင့်ပြောရလဲ။အဲ့ဒါခင်ဗျားတို့လူပုဂ္ဂိုလ်တယောက်ကဆိုပြီးတော့ထုံးမြတ်နိုင်ကိုသူများဥထားပါတော့ဘယ်လိုထုံးမြတ်နိုင်မလို့။သူ့ကိုနိုင်ငံတကာလက်ခံစကားပြောမှုမှာကြည့်ရှိသလား။ဘာကြောင့်လဲဆိုရှင်ဒါသူတို့လည်းသူတို့ဖွဲ့ပုံစံမျိုးရှိပေမဲ့လက်ခံစကားပြောမှုတွေကျွန်တော်မတွေ့ရဘူး။ NUG နိုင်ငံတကာကနေပြီးတော့လက်ခံစကားပြောမှုတွေရှိတယ်။အဲ့ဒါဘာကြောင့်လဲ။ institution ဆန်ဆန်ဖွဲ့စည်းရတဲ့အတွက်ကြောင့်မို့လို့နိုင်ငံတကာလည်းဒီပုဂ္ဂိုလ်လက်ခံစကားပြောတာဒီပုဂ္ဂိုလ်အတိမတ်ပြုခြင်းမဟုတ်ဘူး NUG နဲ့ဒီတော်လှန်ရေးတရက်လုံးသူ့လောက်မှာရှိနေတဲ့ institution ကြီးတစ်ခုလုံးကိုလက်ခံစကားပြောခြင်းလို့ခေါ်တယ်နော်အဲ့ဒါကခင်ဗျားတို့ကြံတဲ့အဖွဲ့အစည်းနဲ့မတူတဲ့ NUG ရဲ့အားသာချက်ပဲအမှန်ပါပဲနော်ကျွန်တော်တို့ပြောနေတယ်ဆိုတာလေ NUG ဆိုတဲ့ဒီအခွန်ကိုပဲကျွန်တော်တို့ပြောတာအထဲမှာဖွဲ့စည်းထားတဲ့NUG ရဲ့ MOD နော်အကြမ်းပိုင်ဝင်ကြီးဌာနအဘဒူဘာညာအဲ့ဒါမှရှိတဲ့ဒေါက်တာဇော်ဝေဆိုအဲ့ဒီလူပုဂ္ဂိုလ်တွေကိုကျွန်တော်တို့အဓိကပြောနေတာမဟုတ်ဒီအဝင်းဝိုင်းကြီးကိုကျွန်တော်တို့အဓိကပြောဒီအဝင်းဝိုင်းကတနိုင်ငံလုံးအတွက်လိုအပ်တယ်အဲ့ဒီအဝင်းဝိုင်းထဲမှာဖြစ်နိုင်မယ်ဆိုရင်အခုဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ဗိုလ်ချုပ်ဝမ်မော်တို့နော်ဟိုဘက် TNNA တို့ MNDAA တို့ဒီဘက် KNU တို့နော်မွန်ပြည်တို့စသဖြင့်တိုင်းကခေါင်းဆောင်တွေအကုန်လုံးမှာပါတဲ့အစုအဖွဲ့ကြီးဖြစ်စေချင်တာဒါကျွန်တော်တို့ဖြစ်ချင်တဲ့ဆန္ဒဘာကြောင့်လဲတနိုင်ငံလုံးကိုကိုစားပြုတနိုင်ငံလုံးအင်အားစုကိုပါဝင်တဲ့အင်အားကိုလိုချင်တယ်အဲ့ဒါလိုဖြစ်ဖို့အတွက် KNU မှာအစိုးရရှိတယ်နော် NUG ကိုဖယ်လိုက်မယ် KNU အစိုးရထဲမှာဖြစ်တာလူထုထောက်ခံမှုကို NUG နဲ့ KNU အစိုးရကိုလည်းကရင်လူမျိုးတွေထောက်ခံကြတာပဲဟုတ်တယ်နော်ဒါပေမဲ့တနိုင်ငံလုံးနဲ့နှိုင်းယှဉ်လိုက်မယ်ဆိုရင် NUG ကိုမိလားမမိဘူးထိုနည်းတူပဲ AA မှာလည်းအစိုးရရှိတာပဲ KNU မှာလည်းအစိုးရရှိတာပဲအခြားဘက်တွေမှာအစိုးရရှိတာဒါပေမဲ့ကိုယ့်အစိုးရကိုကိုယ့်လူမျိုးထောက်ခံတာလေတနိုင်ငံလုံးလွှမ်းခြုံနိုင်မဲ့ institution တွေလက်ရှိချိန်မှာ NUG ပဲရှိတယ်အဲ့တော့ NUG ကိုမကောင်းဘူးအပြစ်ပြောနေမှာတဲ့စာရင်ဒီ NUG ကိုကျွန်တော် modify လုပ်ပြီးတော့တနိုင်ငံလုံးအတွက်အကျိုးရှိတဲ့ဒီဂလူကြီးဖြစ်အောင်ဝိုင်းလုပ်ကြတယ်ပုံမကောင်းဘူးလားဥယျာဉ်မို့ပြောတယ်ဗျာခင်ဗျားတို့ပြောလို့မူးနေတယ်ဗျာထားမကြိုက်ဘူးဥယျာဉ်မို့ဖယ်ပေးပါဗိုလ်ချုပ်ထုံးမြတ်နိုင်ထည့်ပေးဗိုလ်ချုပ်ဝမ်မော်ထည့်ပေးဗိုလ်ချုပ်တာဖုံးတော်ထည့်ပေးနော်ရှိပါတယ်အခြားလက်ရှိလူငယ်တွေထဲမှာဒီလူငယ်ဆိုတာဒီလူလက်တွေပြောရမှာနော်လူငယ်တော့မဟုတ်ဘူးပေါ့ဒီလူလက်ပိုင်းခေါင်းဆောင်တွေဖြစ်နိုင်မယ်ဆိုရင်လက်ရှိတိုင်းသားလက်နက်ကိုင်တွေအားလုံးဝိုင်းစုဖွဲ့ပြီးတော့အင်အားစုပေါင်းစုံပါဝင်တဲ့အစုအဖွဲ့ကြီးကိုကျွန်တော်တို့တိုင်းပြည်တပြည်လုံးတို့လွှမ်းခြုံနိုင်တဲ့အားလိုချင်တာကျွန်တော်တို့ NUG မှာ NUG ဆိုတဲ့ဒီလူပုဂ္ဂိုလ်ဇွဲတွေနဲ့ပြောနေကြတာမဟုတ်ဘူးဒီအဲ့ဒီ group ဖွဲ့ကြီးတွေနာမည်ကဗါတယ်လက်ရှိချိန်မှာ NUG ဖြစ်နေလို့ဒါပေမဲ့ဟိုတော့ NUG ကဒီအတန်ထွက်လာတယ်အဲ့ဒါကတော့ဘာလဲဆိုတော့လက်ရှိ NUG နေရာမှာအစားထိုးမဲ့တိုင်းသားခေါင်းဆောင်တွေပါအားလုံးပါဝင်တဲ့အမျိုးသားညီညွတ်ရေးအစိုးရပုံစံမျိုးဖြစ်အောင်လို့သူတို့တွေညှိနှိုင်းနေတယ်စီစဉ်နေတယ်လို့ကြားသိရတယ်ဆိုတော့အခုကျွန်တော်ပြောသလိုလားအဲ့လိုလုပ်နိုင်တော့အရန်ကောင်းတယ်ကျွန်တော်တို့ဖြစ်ချင်တာအဲ့ဒါနော်ရခိုင်ကကိုစားပြုတဲ့ခေါင်းဆောင်တွေပါရမယ်နော်ဘုရားထွန်းမြတ်နိုင်တို့နော်ဒေါက်တာညိုထုံးအောင်တို့အများကြီးရှိပါတယ်ခင်ပညာတတ်တွေလူလက်ပိုင်းတွေကချင်မှာလည်းသူတို့ပဲကိုကျုပ်ကွန်မော်ပါဝင်ထက်မြက်ရှိတဲ့ပုံကိုယ်တွေအမျော်မြင်ရှိတယ်ကိုကျုပ်ကွန်မော်ဆိုရင်သိရင်းနေမဟုတ်ဘူးနော်ပညာအရာရောအမျော်အမြင်ရောတမတ်ကြတာရောလုံးဝပြောစရာမလိုသူတို့စေအုပ်စုဘက်ကဒါတွေကိုကြောက်လို့ကိုကျုပ်ကွန်မော်ဟိုရက်ကစကားတစ်ခုထွက်ပြောလိုက်တယ်ဘလို့ဖြစ်ပုံနဲ့စစ်ကွေးတွေရောဘောမတိုင်းမှာရောသူတို့တွေကောင်းကောင်းသိတယ်အဲ့တော့ကြောက်တဲ့အတွက်ဒီပုံကိုယ်တွေကိုလူလူယုံကြည်မှုမဲ့အောင်လို့ဟာထွန်းမြတ်နိုင်ရမွေးစေဝါနဲ့ဘာဖြစ်တာလို့ပေါက်လို့ပဲစကားတွေနဲ့ဘာလို့လဲအဲ့ဒါကြောက်လို့ဒီပုံကိုယ်တွေရဲ့အရှိန်အဝါကိုကြောက်တဲ့အတွက်ဒီပုံကိုယ်တွေကိုလူလူထောက်ခံမှုအပြည့်အဝမရရှိအောင်စကလုံးတွေနဲ့ရုပ်မိုင်းအောက်တန်းချပြီးဝိုင်းတိုက်ကြပြီး NUG နဲ့ဒီပုံကိုယ်တွေနဲ့ခွဲမယ် NUG နဲ့မပေါင်းအောင်ဝိနည်းကကျွန်တော်ပြောသလို NUG ဆိုတဲ့ဒီ group ကြီးထဲမှာဒီပုံကိုယ်တွေအားလုံးပါဝင်သွားမှာကိုသူတို့ပိန်မလောက်ကြောက်တာအဲ့ဒါကိုဘူးမနီဘာမနီလူတချို့ကလူမျိုးဆွဲဘာသာဆွဲနဲ့လိုက်ပြီးတော့တိုက်ခိုက်မယ်
တော့ကျွန်တော်ပြောမယ်အခုတက်ပါတီအုပ်စုလက်ရှိ UNG မကောင်းဘူးနဲ့တော့အခုတက်ပါတီအဲ့ဒီဘယ်လိုလဲထိတ်ကြောင်အခုပဲခုနေ့ကငါထိတ်ပြောနေတယ်ကွာတက်ကမုန်းညိုတနေ့ကိုဗီဒီယိုဘယ်နှပုတ်တင်9ပုတ်တင်တာ4ပုတ်တင်တာအဲ့ဒီတင်တဲ့ဟာအားလုံးထဲမှာလက်ရှိပြည်သူကိုနေ့စဉ်ရက်ဆက်တက်ဖြတ်နေတဲ့စစ်တပ်ကမကောင်းကြောင်ဘယ်နှပုတ်ပါလဲစစ်တပ်မကောင်းကြောင်တဘုံမပေါင်းတော့ UNG မကောင်းကြောင်ကတော့9ပုတ်တင်9ပုတ်လုံးမပါကောင်းပြီ UNG ကကောင်းပါတယ်တရားရခင်တော့ကောင်းပါတယ်ကျွန်တော်တို့မပြောဘူးမကောင်းတဲ့ကောင်တွေလည်းပါမှာပဲမကောင်းတဲ့အကွက်တွေလည်းရှိမှာပဲဟုတ်တယ်နော်အဲ့တော့ UNG နဲ့စစ်တပ်နှစ်ခုချထားမယ်ခင်ဗျားတို့ဘယ်ဟာကိုရွေးရမှာလဲဘယ်သူ့ကိုအပြစ်အရင်ပြောရမှာလဲဟုတ်ပါတယ်ကိုစပြောတဲ့ဟာဗီဒီယိုလိုတို့များအနေနဲ့တီတီချာချာလေးစဉ်းစားဖို့အရင်လိုပါတယ်UNG နဲ့စစ်တပ်ကိုရွေးမယ်ဆိုရင်ဘယ်သူရွေးရမှာလဲပေါ့စစ်တပ်ဘာလို့ခဲလဲ UNG ရလဲဘာလို့ခဲလဲဗီဒီယိုလိုတို့ကပဲအတိဆုံးပါအဲ့ဒါဖြစ်ပဲဟုတ်တယ်မလားတလောက်ဒုက္ခပေးနေတဲ့ရန်သူစစ်ကြီးကိုဘာအပြစ်မှမပြောဘဲနဲ့ဓမ္မလုံးနေတဲ့သူတွေကိုပြောနေပြီဆိုတဲ့အဲ့ဒီကောင်ကမူမမှန်လို့အဲ့ဒါရှင်းနေတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ညီညွတ်ပါစီးလုံးပါညီညွတ်မှုကိုဝိုင်းလုံးကြပါပြောတာအဲ့ဒါကိုပြောနေတာတချို့တဲ့တိုင်းသားလူမျိုးတချို့နော်ဟာငါတို့လူမျိုးအဖွဲ့ငါတို့လူမျိုးခေါင်းဆောင်မတော်နိုင်မင်းတို့ UNG ကဘာလဲဘလို့လဲမဟုတ်ဘူးနော်အဲ့ဒါမှားတာ UNG ဆိုတာခင်ဗျားတို့လည်းပိုင်တာခင်ဗျားတို့လည်းဆိုင်တာငါကရခိုင်ဖြစ်နေလို့ငါကမွန်ဖြစ်နေလို့ငါကရင်ဖြစ်နေလို့ UNG နဲ့မဆိုင်မဟုတ်ဘူး UNG ကခင်ဗျားတို့လည်းဆိုင်တယ်မြန်မာနိုင်ငံမြေပုံကိုကိုစားပြုထားတဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက်ခင်ဗျားတို့လည်းပြောပိုင်မှုရှိတယ်မှားနေတာ UNG ကဘဒူလောက်တဲ့အလုပ်ဘယ်နေရာမှာမှားနေတယ်အမှန်ကဒီလိုကွာခင်ဗျားတို့လည်းပြောပိုင်မှုရှိတယ်အဲ့ဒါပေမဲ့ဘူးမတိဘာမတိသူများပြောတဲ့စကားနောက်မှာတက်ကမုန်းတို့ပြောတဲ့စကားနောက်မှာဆက်လက်ပြီးတော့ဟုတ်တယ်မင်းတို့ UNG ကမကောင်းဘူးပါအဲ့လိုတော့တိုင်အောင်မလိုက်နဲ့ကျွန်တော်ပြောသလိုအဲ့ဒီ UNG ပဲထားပါ UNG နေရာမှာအခြားနာမည်ရောထည့်လို့မရဘူးလားဟမ်အခြားနာမည်တစ်ခုကိုထည့်လို့မရဘူးလားဟုတ်တယ်မလားတနိုင်ငံလုံးကိုနှှောက်ချုံလာတဲ့အဝင်ဝိုင်းဒီထဲမှာဒီအောက်ကစပြီးတော့တနင်္လာရီတိုင်းကိုကိုစားပြုတဲ့နော်တဝယ်ဘိတ်တွေကိုကိုစားပြုတဲ့ခေါင်းဆောင်တွေလည်းပါမယ်အပေါ်တက်လာမယ်ကရင်ပြည်နယ်ခေါင်းဆောင်တဲ့ကိုစားပြုတဲ့ခေါင်းဆောင်တွေလည်းပါမယ်နော်မွန်ပြည်နယ်ကိုကိုစားပြုတဲ့ခေါင်းဆောင်တွေလည်းပါမယ်ဟာနောက်ကရခိုင်ကိုကိုစားပြုတဲ့ခေါင်းဆောင်တွေလည်းပါမယ်နော်ကချင်ကိုကိုစားပြုတဲ့ခေါင်းဆောင်တွေလည်းပါမယ်ဒီ group ထဲမှာအားလုံးပါတဲ့အဲ့လိုအာယူစုမိကြတယ်ညစီတဲ့မြင်ကြည့်လိုက်ကျွန်တော်တို့ဖြစ်ချင်တာအဲ့ဒါလိုမျိုးအဲ့ဒါလိုအားလုံးပါတဲ့အာယူစုမိတဲ့ institution တည်ဆောက်နိုင်ပြီဟဲ့ဆိုရင်ခင်ဗျားတို့တော်လှန်ရေးကိုလေမနိုင်ပါနဲ့လို့ပြောတော့မရတော့အဲ့တော့စစ်အုပ်စုကလည်းအဲ့ဒါကိုကောင်းကောင်းသိတယ်ဗျာသိတဲ့အတွက်ညီညွတ်သွားမှသေမလောက်ကြောက်တယ်သေမလောက်ကြတော့ဒီတော်လှန်ရေးထဲမှာဆဲတွေကိုထည့်ပေးတယ်မတိပြည်သူဘက်ကဆိုတဲ့ဟာတွေအဲ့ဒါမရောက်နိုင်ဆဲတွေနော်ရှင်းလေးပြည်သူဘက်ကဆိုအောင်အဲ့ဒီတော်လှန်ရေးမှာစတိုက်နေတဲ့အောက်ကတိုင်းတပ်ဖွဲ့ရဲဘော်တွေကပြည်သူတွေမဟုတ်လို့သူတို့အမေ့နေနေတာအာနာမတိန်ကမှာအကုန်ပြည်သူတွေပဲလေသူတို့လည်းပြည်သူပဲလေမခံနိုင်တော့သူတို့တက်သူတို့ဆိုပြီးဝင်ချလို့သူတို့က PDF တို့ပကပလို့ဖြစ်သွားတာလေဒီလူတွေအားလုံးကပြည်သူတွေမဟုတ်ဘူးလားဟုတ်တယ်အကုန်လုံးဒါပေမဲ့သူတို့တွေဒီလောက်တိုင်းမျိုးဒုက္ခပေးနေတဲ့စစ်ကွေးတွေကိုမပြောဘူးမိုးအဲ့ရနှလုံးထားတာနဲ့ငါ NGO ပဲနေရပြောရမယ်မသိပို့ပြီးထွက်လာတာဟုတ်တယ်မလားရှင်းနေတယ်အဲ့ဒါဒီလောက်တိုင်းမျိုးဒုက္ခပေးနေတယ်ဒီနေ့ထိတဲ့ဘုံကျဲမပြက်တခုံးမပြောဘူးအဲ့တော့လည်းဒီလူတွေရက်တီချက်ကဘာလဲဆိုတော့ကြည့်ပေါ့ဗျာရှင်းလေးပဲဟာယူဟုတ်တယ်မလားကျွန်တော်တို့ဆိုနေ့စဉ်ရက်တဲ့ရန်သူကြောင်းပြောတယ်ဒါပေမဲ့ကိုယ့်ဘက်နဲ့ပတ်သက်တဲ့ကိစ္စပြောတင်ပြောရှင်းလေးပြည်သူကအောင်းတော့ရှိတယ်ဗျာပြည်သူတွေမှာအောင်းတော့မရှိလို့လားကျွန်တော်တို့အဲ့လိုလိုက်ပြောနေရအောင်ဟမ်ကိုယ့်ဘက်အချမ်းကမကောင်းတဲ့ဟာတွေပဲထိုင်ပြောနေအောင်ခင်ဗျပြည်သူတွေမှာအုံတော့မရှိတော့ဘူးလားအဲ့လူတွေပြောပေးမှပဲဒီမှားကွက်မှန်ကွက်ကိုပြည်သူကသိရတော့မှာလားလူတွေကအတူတူပဲလေကွာကိုအခုကျွန်တော်ထိုင်ပြောနေလို့လားကျွန်တော်ရုပ်တံမှာပြောနေတာနော်အခုဒီကျွန်တော်ပြောတဲ့ရုပ်တံကိုကြည့်နေတဲ့လူတွေမှာကျွန်တော်ထက်ပညာအရာအတွင်းမြင်ရတာတဲ့လူတွေအများကြီးရှိတာပဲဒါပေမဲ့ဒီလူတွေကပါလေရုပ်တံမှာမပြောတော့ဘာမှမရှိဘူးပေါ့ဟုတ်တယ်မလားအဲ့တော့ကျွန်တော်ပြောမှဒီလူတွေကသိမှာလားသူတို့လည်းသူတို့အုံတော့လည်းသူတို့တွေးကြည့်သိတာပဲလေအတူတူပဲမသိသူတို့ပြောမှပဲပြည်သူကသိရမယ်မသိပြည်သူဘက်ကပဲသူတို့ကရက်တည်တဲ့ပုံစံမျိုး drama တွေခင်းတာနောက်တစ်ခုက NUG ရဲ့တော်လိုင်းနိုင်ငံရေးရည်မှန်းချက်ကလည်းရုပ်ရှင်းတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်တက်မတော်နဲ့လည်းဒါခေါ်မယ်ဆိုလမ်းကြောင်းတူပါတယ်မြန်မာနိုင်ငံမှာလမ်းကြောင်းတူတဲ့သားနဲ့ရန်ဖြစ်နေတာဆိုနှစ်ဖွဲ့ပဲရှိပါတယ်အဲ့ဒါခင်ဗျားတို့ NUG PDF နဲ့ဒီပေါ့ဦးမင်းအောင်လည်းဦးဆောင်တဲ့တက်မတော်ပေါ့နော်ဒါကျွန်တော်အငင်းပွားစရာတွေရှိတာပေါ့အဲ့တော့ Federal Democracy တနိုင်ငံလုံးအတွက်ဆိုတဲ့အမြင်နဲ့သွားနေတာဖြစ်တယ်နော်နိုင်ငံရေး vision အနေနဲ့အဲ့ကြောင့်မလို့နိုင်ငံတကာကလက်ခံစကားပြောရဆိုတာဒီ institution အဆင့်အဆင့်ဆောင်ရွက်ထားမှုကိုစကားလက်ခံပြောတာဖြစ်တယ်ဒေါ်စင်မောင်ဆိုပြီးဒေါ်စင်မောင်တယောက်တော့စကားပြောတာမဟုတ်ဘူးနော်အဲ့တော့ကြောင့်မလို့သူတို့တန်တမန်ရေးရခြေလမ်းတွက်တယ်ဒါဦးမင်းအောင်လိုင်းဘာကြောင့်မလို့ရွေးကောက်ပွဲတွေကျင်းပတယ်ဘာကြောင့်မ institution တွေလုပ်ပြတယ်နိုင်ငံတကာနဲ့စကားပြောတဲ့အခါမှာတို့တွေက institution တခြားတိစောက်ထားလာပါဆိုတာပေါ့နော်ခင်ဗျားကျုံနဲ့စကားပြောနေတာကျုံနဲ့မဟုတ်ဘူးနိုင်ငံကိုကိုစားပြုပြီးစကားပြောနေတာဒီပုံစံမျိုးသွားတယ်တို့ဒေါ်စင်မောင်နဲ့စကားပြောတယ်ဒေါ်စင်မောင်နဲ့စကားပြောတယ်ဆိုရှင်ခင်ဗျားကျုံနဲ့စကားပြောနေမှာခင်ဗျားပြောနေတာဒီတော်လိုင်းရေးတစ်ခုလုံးဒီနိုင်ငံရေးတစ်ခုလုံးနဲ့စကားပြောနေဆိုတဲ့ပုံစံမျိုးဖြစ်တယ်ဥပမာဖြစ် KNU ခေါင်းဆောင်နဲ့စကားပြောမယ်ဆိုလူမျိုးစုစုတွေကိုကိုစားပြုပြီးစကားပြောတာ AA ခေါင်းဆောင်ပေါ့ဘိုးချုပ်ထွန်းမြတ်နဲ့စကားပြောမယ်ဆိုရခိုင်လူမျိုးတစုတောင်မှ AA ကိုပဲကိုစားပြုပြီးစကားပြောတာဖြစ်တယ်အဲ့တော့တန်တမာရေးခြေလမ်းကမတူဘူးလို့အတွက်ကြောင့်မလို့ဒါ NUG ရဲ့သွားပုံလာပုံတွေကဒီပေါ့နော်ဟိုခင်ဗျားတို့ပြောနေသလိုမျိုးပေါ့ဘာလဲဆက်ဖြစ်လာနိုင်လဲဆိုတဲ့ခါကျတော့ကြစ်လစ်နဲ့တိဆောက်ထားတဲ့အတွက်ကြောင့်မို့လို့ဆက်လက်ပြီးတော့
ကားကနဂါးပဲ NUG က NUG ပဲဖြစ်ပြီးတော့ဘာမှဆက်ဖြစ်အောင်မဟုတ်ဝေဖန်မှုတွေနဲ့စိတ်ဝမ်းကွဲမှုတချို့ရှိနိုင်တယ်စိတ်ဝမ်းကွဲမှုဆိုတဲ့နေရာမှာ NUG ရဲ့စိတ်ဝမ်းကွဲမှုကိုသူက institution ပုံစံမျိုးတိစောက်ထားတဲ့ကြောင့်မလို့သူတို့အချင်းချင်းကြားမှာညှိနှိုင်းပြောဆိုမှုတန်တမန်ပေါ့နော်ဆက်ဆံရေးတွေသူတို့ဖြည့်ရှင်းသွားလိမ့်မယ်အထက်မှာအထက်အတွင်းစည်းကွဲပြဲမှုကို NUG ထိန်းနိုင်နိုင်မယ်အပြည့်စည်းကွဲပြဲမှုပေါ့အပြည့်စည်းမှာထောက်ခံမှုကိုကြား NUG အနေနဲ့တော့အလုပ်အများကြီးဆက်လုပ်ရလိမ့်မယ်အဲ့မှာနဂါးပါပြီးသွားပါပြီနောက်တစ်ခုကတော့ဘုံနဂါးအနေနဲ့တက်မတော်ထံမှာနော်တက်မတော်နဲ့ဒါပူပေါင်းမှုဆောင်ရွက်လိုက်တဲ့အတွက်ကြောင့်မလို့တက်မတော်ကိုမကြိုက်တော့ဥမင်း online ကိုမကြိုက်တော့ပေါ့နော်သူတွေအတွက်ကတော့ဘုံနဂါးရဲ့ကတော့ဒါဆဲစရာဖြစ်သွားပြီပေါ့ဗျာနော်အဲ့တော့ပါပဲဘာမှဆက်ဖြစ်ကြစရာမရှိပါဘူးနော်တော်လိုင်းအနေနဲ့ဆက်သွားလာနိုင်ပါတယ်ACC ဆက်သွားနိုင်ပါဘာကြောင့်လဲဆိုတော့ကျွန်တော်ပြောတဲ့ချစ်လစ်မှုစနစ်ကြမှုနောက်တစ်ခုကနိုင်ငံရေးရည်မှန်းချက်ကောင်းမှုနိုင်ငံတကာတန်ဆက်ဆံရေးရှိမှုလုံထုံးလုံနည်းသိရှိမှုနော်အဲ့တော့အတွင်းကွဲပြဲမှုကိုတော့သူတို့ဆက်လက်ဆောင်ရွက်သွားနိုင်မယ်လို့ကျွန်တော်သုံးသပ်ရတယ်ပေါ့အပြင်ကွဲပြဲမှုကတော့သူတို့စီယုံရေးတွေပို့ပြီးတော့ပွင့်လင်းမြင်သာအောင်သူတို့ကိုဝေဖန်နေတော့ဖွဲ့စည်းတွေအားလုံးဟာ NUG ကောင်းကောင်းအသုံးချတတ်မယ်ဆိုရင်ဒါ NUG အတွက်ပို့ပြီးတော့မှကြိုးရှိနိုင်ပါသေးတယ်ဥမာဖြစ်ဝေမကြည့်နဲ့ကျွန်တော်တက်မလို့ဝေဖန်ထောက်ပြနေတယ်တက်မလို့အားပေးထောက်ခံတဲ့စကားပဲပြောချင်တာပေါ့ဗျာဟုတ်တယ်မလားဒါမဲ့လေတက်မလို့နေတဲ့ဒီလိုလူမျိုးတွေစကားသူ့အားပေးထောက်ခံနေတဲ့သူအချုပ်ထက်အဖမ်းထည့်နေတာဘာကြောင့်ဒီကောင်တွေကလက်ကားကောင်တွေကနေရာလိုချင်တဲ့ကောင်တွေပေါ်မှာတွေဘာညာပေါ့နော်ဒါဒီလိုနဲ့အချုပ်ထက်ဖမ်းထည့်ဒီလိုတွေရှင်းသွားထည့်ကန်တည်တာအမှန်ပဲနော်ကျွန်တော်တို့အဲ့ဒါကိုလည်းနှိုင်းရှင်ပြီးကြည့်ဖို့လိုတယ် NUG ကိုပြောနေဆိုနေဝေဖန်ပြောင်းတက်ဟိုဘက်စစ်တပ်ထောက်ခံတဲ့လူတွေမဟုတ်ဘူးနော်တော်လိုင်းရေးဘက်ကပါဆိုတဲ့လူတွေဟုတ်တယ်မလားဒေါက်တာဇော်ဝေဆိုးတို့ပုံကူမျိုးကိုလည်းပြောလိုက်တာလမ်းဘေးကနွားကြောင်သားအဆင်ပြေအောင်လို့ပြောတဲ့လူကပြောပြောတဲ့လူကြည့်ပြန်တော့10တန်းအောင်လည်းကောင်းမှာမဟုတ်ဘူးဒေါက်တာဇော်ဝေဆိုးဘယ်လိုပုံကူမျိုးလဲတို့တရားတိတာမဟုတ်ဘူးဒါပေမဲ့စစ်တပ်ဘက်ကိုအဲ့လိုပြောလို့ရတာဝေဖန်မှုမပြောနဲ့အသေးလေးပေးတဲ့ထောင်ခုနှစ်နှစ်ကွန်မန်လေးတစ်ချောင်းရေးလိုက်ထောင်ခုနှစ်နှစ်စစ်တပ်ဘက်ကိုဘယ်လိုပြောလို့ရလဲအဲ့ဘယ်လိုမှပြောလို့မရအပြောလေးတော့ပြောခံဖို့မပြောနဲ့ကွန်မန်လေးရေးတာတော့မှမလက်မခံတဲ့အဖွဲ့အစည်းကိုကြတော့မတိအောင်ဆောင်ပြီးထားလိုက်တယ်UNG ကဘလို့ဒေါက်တာဇော်ဝေဆိုးကဘလို့ဖြစ်နိုင်မယ်ဆိုကဲအခုဒေါက်တာဇော်ဝေဆိုးမကြိုက်ဘူးလားဒေါက်တာဇော်ဝေဖယ်ပေးဗျာဒေါက်တာဇော်ဝေဆိုးနဲ့မှာဘဒုကိုထည့်ပေးဘဒုနဲ့တော့တင့်တော်တယ်ဒေါက်တာဇော်ဝေဆိုးမကြိုက်တဲ့ချက်ကဒီချက်တွေကြောင့်ဥယျာဉ်မမကြိုက်ဘူးဗျာဥယျာဉ်မနေမှာဘဒုကိုထည့်ပေးအဲ့လိုဆိုရင်တော့ဥယျာဉ်မနေမှာပို့ပြီးအလုပ်လုပ်နိုင်တယ်ဥယျာဉ်မမကြိုက်တဲ့ချက်ကဒီချက်တွေအဲ့လိုစနစ်တကျဝေဖန်ထောက်ပြတဲ့လူရှိတာမရှိပါဘူးဘာလို့ပဲစားစိတ်ထဲထင်တာကိုဆွဆွဲပုတ်ခတ်ပြီးတော့တိုက်ခိုက်တဲ့စကားလုံးနဲ့ပြောတာပဲရှိတယ်ဝေဖန်အကြံပြုတဲ့စကားလည်းပြောလို့လူမရှိဝေဖန်အကြံပြုတဲ့လူတွေကိုကျွန်တော်တို့လိုအပ်တာတိုက်ခတ်ပုတ်ခတ်ပြီးတော့ပြိုလဲအောင်လုပ်တဲ့လူကျွန်တော်မလုပ်ကြည့်ဘူးအဲ့တော့ကျွန်တော်တို့တွေ NUG ကိုဝင်းရံနေဆိုတာကဒီ NUG ဆိုအခွန်ကြီးဒီအုပ်ကြီးကိုကျွန်တော်တို့ဝင်းရံကျွန်တော်တို့တနိုင်ငံလုံးကိုစားပြုတဲ့တော်လှန်ရေးအစိုးရတရက်ကိုဝင်းရံတာဒေါ်စင်မောင်ဝင်းရံမဟုတ်ဘူးဥယျာဉ်ကိုဝင်းရံမဟုတ်ဘူးအဲ့တော့ခုနေ့ကျွန်တော်တို့ဒီတဲ့လူတွေမကြိုက်ဘူးကျွန်တော် modify လုပ်လို့ရတယ်နော်ဘယ်သူမကြိုက်ဘူးလေဘာကြောင့်မကြိုက်တာလဲဒီချက်တွေကြောင့်မကြိုက်တာဒီလူမျိုးမှာဘယ်သူ့ကိုထည့်ရင်ပိုအဆင်ပြေမယ်ဟောတယောက်ကအဲ့ဒီလူမျိုးမြင်တယ်လို့နောက်တစ်ယောက်ကလည်းအဲ့ဒီလူနဲ့အမြင်ချင်းတူမယ်ဟောလူတရားအဲ့လိုအမြင်ချင်းတူလာမယ်လူတစ်ထောင်အမြင်ချင်းတူလာမယ်တနိုင်ငံလုံးကအမြင်ချင်းတူလာမယ်ဆိုရင်ကျွန်တော်တို့ကပြုပြင်ပြောင်းလဲမှုကမဖြစ်လာဘူးလားအဲ့ဒါကိုကျွန်တော်တို့တွားမှာလေဒီတိုင်းပုတ်ခတ်နေလို့ဘာမှအကျိုးမရှိဘူးကိုပုတ်ခတ်နေလို့အတွက်ကိုစကားနဲ့အရာမထင်ဘူးနော်ဘာလို့ဒီကောင်ပုတ်ခတ်တိုက်ခိုက်နေတာသိတာဟုတ်အဲ့ကိုနောက်ကိုလည်းဘယ်သူမှပါမလားဘာဖြစ်လာပါလာလဲလူနဲ့ချင်းပဲအုံနောက်မဲ့တဲ့လူနဲ့လာပဲပါလာအဲ့တော့ဘာဖြစ်ကောလဲအချင်းချင်းစိတ်ဝမ်းနေကွဲမယ်အာယုံနေနောက်မယ်ရန်သူအားရမယ်ကျွန်တော်ကနေ့ကပြောလို့ဝေဖန်မယ်ဆိုရင်ပို့ပြီးတော့ကောင်းတဲ့ကောင်းလာမှာချစ်လက်လာမှာကကျွန်တော်ပြောမယ်အခုတိုင်းသားတွေတိုင်းသားဆိုဗမာနဲ့တိုင်းသားပဲနော်မတိလို့ရှိရင်တိုင်းသားဆိုမဲသူတို့ဗမာမပါလို့ပါလို့နဲ့ဗမာနဲ့တိုင်းသားပဲဟုတ်တယ်နော်ရခိုင်နဲ့တိုင်းသားမွန်နဲ့တိုင်းသားကင်းနဲ့တိုင်းသားချင်းနဲ့တိုင်းသားအားလုံးကတိုင်းသားတွေပဲအတူတူပဲဒါပေမဲ့အာနာရှင်ကဗမာကိုမတိလူမျိုးကြီးဝါဒဖြစ်အောင်လုပ်ပြီးတော့ဘာလို့လဲတိုင်းသားတွေကိုတွေးခွဲလိုက်တာညီညွတ်တော့မှအသေးကြောက်တယ်လေအဲ့တော့အခုမွန်ကလည်းမွန်လက်နက်ကိုင်ဖွဲ့ကင်းရလည်းကင်းလက်နက်ကိုင်ဖွဲ့ရခိုင်လက်နက်ကိုင်ဖွဲ့အခုဗမာဆိုတဲ့အညာမှာဗမာလက်နက်ကိုင်ဖွဲ့တနိုင်ငံလုံးကိုနှိုင်းချုံကိုစားပြုနိုင်တဲ့စုစည်းမှုဖြစ်သွားရင်ပုံမကောင်းကြဘူးလားမပုံမကောင်းနိုင်ဘူးလားပို့ပြီးတော့ကျွန်တော်တို့ရဲ့နိုင်ငံခက်မြက်မြန်ဒီအာဏာရှင်တွေကိုမနိုင်ဝနိုင်ဘူးလားကရင်ဆိုတဲ့ကရင်တစ်ဖွဲ့ပဲတိုက်နေလို့290ရှိပြီနော် KNU ကကဘာပေါ်မှာတတိုင်းရင်တော့တော်နိုင်ရဲ့ဘွဲဘာမှဖြစ်မလာဘူးလေတစ်ဖွဲ့လည်းတိုက်နေလို့ဒေသခံပြည်သူတွေစစ်ဘေးရှောင်ရတာပဲအဖက်တယ်နော်ခင်းဆက်စစ်ဘေးရှောင်ရတာပဲအဖက်နေလိမ့်မယ်တစ်ဖွဲ့လည်းတိုက်နေလို့ကတော့အဲ့ဒီအာဏာရှင်တွေကိုခင်ဗျားတို့သေအောင်တိုက်ဘာမှမဖြစ်တော့အဲ့တော့ဘာမှမဖြစ်တာကိုလေကိုတိုင်သိနေကြတယ်အဲ့ငါတို့တစ်ဖွဲ့တည်းတိုက်လို့တော့ဘာမှမဖြစ်ငါတို့10ဖွဲ့ဝိုင်းတိုက်မယ်ကွာငါတို့တိုင်းသား135မျိုးရှိ135ဖွဲ့ငါတို့အကုန်ပေါင်းလိုက်မယ်အဲ့ဒီ135ဖွဲ့အားနဲ့ငါတို့ဝိုင်းဖြိုမယ်မနိုင်ဘူးလားအဲ့ဒါလို့ဖြစ်မှာကိုစစ်အာဏာယူတွေဘက်ကတိမ်မလောက်ကြောက်တာနော်အဲ့တော့ကိုယ့်ဘက်ကလူတွေကိုလည်းသိစေချင်တာကရန်သူဘာကြောက်ကြောက်နေတာလဲကျွန်တော်တို့အားတာဝမှာဆိုလို့ဘယ်ဟာကိုအားတာဝမှာလဲညီညွတ်မှုအဲ့ကျွန်တော်တို့တွေကဝိုင်းပြီးတော့ရန်သူကိုနိုင်နေတယ်ဆိုအဲ့ဒီညီညွတ်မှုကိုဝိုင်းလုပ်ပေးကြမှာမဟုတ်ဘူးလားတဲ့မှာခင်ဗျားတို့ထောင်ထဲကပြန်ထွက်လို့ရှိရင်အဲ့ဘောမတွေပဲထောင်ထဲမှာနေရပြီးတော့ကျန်တဲ့သူတွေအကုန်လုံးဟိုဘယ်လိုမှမဆိုလို့ရှိရင်ထွက်ပေးတာကျန်တဲ့သူတွေအကုန်လုံးလွန်ငင်းချမ်းသာဝင်နေ NLD ပေါ့နော်ဒီဘောခင်ဗျားတို့တော်လာရေးချောက်ဆိုပြီးတော့ထောင်ထဲရောက်သွားရင်6လတစ်နှစ်ပြန်လွှတ်ပေးတာဘောမပြီးတော့ထောင်ထဲရောက်သွားလို့ရှိရင်တော်တော်နဲ့ထုတ်ပြမထွက်အောင်အဲ့ဘာကြောင့်စစ်တပ်ကိုယ်တိုင်ကလည်း
သူ့ကိုဝေဖန်ထောက်ပြမှုကိုပို့ပြီးတော့ကလေးတစားရှိတယ်ကလေးတစားနားထောင်တယ်အဲ့တော့သူ့ကိုဝေဖန်ထောက်ပြပြောဆိုနေတဲ့သူတွေထဲမှာအစင်တန်းခွဲခြားထားတယ်နော်အဲ့ပေါ့စေတနာနဲ့ဝေဖန်ထောက်ပြတဲ့သူတွေဆိုလို့ရှိရင်သူတို့ကအမှတ်ချက်ထားတာအဲ့သူတို့ပြောဆိုမှုဆိုလို့ရှိရင်ကလေးတစားနဲ့ဆောင်ရွက်ပြင်မယ်အဲ့လိုမျိုးပေါ့ဒီကောင်လေးကဘာမှမထူပါဘူးကွာဒီကောင်လေးစီမနားထောင်ဒီစကားပဲကြားပါလို့သူသိတယ်လေအဲ့သူတို့ကိုဥမာဖြစ်ဘောမဘောခင်ဗျားတို့ပြောသူတို့တက်ထောက်ခံသူပါဗျာနော်ဘောမတို့တော့ခေါ်ပါတယ်အဲ့တော့တက်ထောက်ခံသူတွေခင်ဗျားတို့ကလည်းဘောမပေါ့ကျွန်တော်လည်းဒီပေါ့ခေတ်စကားနဲ့မဖြစ်မနေခင်ဗျားတို့စကားလေးလိုက်ပြောရမယ့်ပုံစံမျိုးရှိတာပေါ့နော်အဲ့တော့တက်ထောက်ခံသူတွေပြောတဲ့စကားစစ်တပ်ကသိနေတယ်သူတို့တရင်တို့ထားနားထောင်တယ်ဒီစကားပဲကြားမှာထောက်ခံတယ်ပဲကြားရမယ်ဘာမှဘယ်လိုခေါ်မလဲဆိုတော့အကြံပေးမှုတွေသူတို့ရဲ့ဉာဏ်ပညာရည်ချင်းနဲ့ထိုးထွင်းမှုတွေသိမြင်မှုတွေဘာမှသိရမှာမဟုတ်ဘူးသိတော့နားမထောင်ဘူးဝင်နေပြောရဲဘယ်လောက်ထိလဲဆိုတော့အဲ့လိုမျိုးပေါ့စစ်တပ်ကနားထောင်တယ်ဆိုတော့နားထောင်ဖို့အတိုင်းတာမှာအဆင့်ဆင့်ရှိတယ်ခုမှဒီ MRTV ဟိုတော့ MRTV ကိုလွှင့်တာနော်အဲ့ MRTV ဝင်းနေတဲ့သူကမပြည့်အောင်မကြည့်ကြဘူးညဝတီတို့ဘာတို့ကိုသူတို့လွှင့်နေတာတကယ်အထူးထွေပေါ့နော်ဟိုကောင်းလဲဆိုသတင်းထုတ်ပြန်ချက်တို့နောက်ထပ်ဒီပေါ့ကျွန်တော်တို့ဥပဒေထုတ်ပြန်ချက်တို့ဟာဖန်စင်းတော့ထုတ်နေတာစိတ်ဝင်စားမှုရှိမယ်ကျန်တဲ့ဟာဆိုရှင်သူတို့ထဲကလူတော်သူတို့မကြည့်ကြဘူးဘာကြောင့်လဲဆိုတော့သိနေရပဲဒါပဲလာမယ်ဆိုတာအဲ့တော့ဒါ MRTV level ပြီးတော့တက်ထောက်ခံသူ10 level တက်ထောက်ခံသူ10 level မှာဆိုလို့ရှိရင်အဲ့ဒီကောင်လေးဒါပဲလာမှာပဲအများထောက်ခံနေရမယ်သူတို့လုံးနေပေးတယ်ဒါမှမဟုတ်ရှိတယ်သူတို့တလေးတစ်စိုက်နားထောင်တာပါလဲဆိုတော့အော်ထိုးထွင်းသိမြင်စွာနဲ့ဟုတ်လားတက်မတော်နဲ့နိုင်ငံကိုတကယ်တမ်းဝေဖန်ပေးနေတယ်ဆိုသူတို့ပုံပြီးနားထောင်တယ်နော်ခေတ်တဲ့ဘာလဲသူနားထောင်တာပေါ့နော်အဲ့ကြောင့်မို့လို့ဆိုလိုချင်တာကတော့တက်ကလည်းသူ့ကိုဝေဖန်ထောက်ပြမှုတွေကိုအကောင်းဆုံးသုံးချပြီးတော့နိုင်ငံရေးကိုဆက်လက်လုပ်သွားသလို NUG အနေနဲ့ကလည်းသူ့ကိုဝေဖန်သူတွေနော်ပြောသူဆိုသူတွေအားလုံးကိုနားထောင်ပြီးတော့ဆက်လုပ်သွားနိုင်မယ်ဆိုတာကျွန်တော်နင်းပွားဖို့ရမရှိဘာကြောင့်လဲတို့တွေရဲ့အုံနောက်ညံနေမသိပါဘူးနော်ကဲဒါကတော့အကုန်မောင်တုံးတက်ပြသွားတာလေနော်တကယ်ဟိုအကျိုးအကြောင်းစီပြောပါတယ်သူပြောတာတကယ်မှန်ပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့အရှိမှကျွန်တော်ပြောခဲ့သလိုပေါ့နိုင်ချင်လားတော်လိုင်းကိုနိုင်ချင်တာလားဒါမှမဟုတ်ရင်တော်လိုင်းမှာနေရာလိုချင်တာလားဒါမှမဟုတ်တော်လိုင်းမှာကိုဖြစ်ချင်တိုင်းဖြစ်ချင်တာလားကျွန်တော်အဲ့ဒါတွေလိုအပ်သေးတယ်ကျွန်တော်ကတော့ရှင်းရှင်းပဲနိုင်ချင်တယ်ဘယ်သူပဲလုပ်လို့တော့အခုထောက်ဖို့လုပ်မှာထိုင်းနိုင်ငံမှာဆိုကျွန်တော် PSC နဲ့ဝက်တယောက်ကို200စုထည့်တဲ့စနစ်ကိုကျွန်တော်လုပ်ထားတယ်ကျွန်တော်အမြဲပြောတယ်လာတက်တိပညာရှင်တွေလာခဲ့ကျွန်တော်အခုဆိုရင်ကျွန်တော်တောင်းဝင်ခံထားတယ်ပေါ့ဗျာကျွန်တော်ကောင်းဆောင်ပေါ့ခေတ်စကားနဲ့ပြောမယ်ဆိုရင်ကောင်းဆောင်မဟုတ်ဘူးတောင်းဝင်ခံထားတာပဲအဲ့တော့အဲ့ဒီနေရာကိုလမ်းမလားတိုက်တဲ့လူလားပိုလုံးနိုင်ဖို့တော့လူကျွန်တော်ကတစ်ချက်ပိုးလုံးနိုင်ရင်ကျွန်တော်နေရာကိုဝင်လာတဲ့လူကနှစ်ချက်ပိုးလုံးနိုင်ရမယ်ဟောအဲ့ဒီနေရာလူကိုနောက်ထပ်3ချက်ပိုးလုံးနိုင်တဲ့လူရှိနေအဲ့လူကလည်းထပ်ပေးနိုင်ရမယ်အဲ့နေရာကိုဘာကြောင့်လဲကျွန်တော်တို့အောင်မြင်ခြင်းနဲ့စိတ်တစ်ခုပဲရှိတာဘယ်နေရာပဲလုံးတော့ဖဏဘက်ကရချီးပဲကြောင်းမှာနော်စစ်ပေးချောင်းလိုက်ခန်းတယ်စစ်ပေးချောင်းလေအလူခံတယ်မလားအဝတ်တွေပါလှူတယ်ခန်းရတာပဲအထုတ်တယ်ဟမ်မိမထမိန်နေတစ်ခါကျရင်ဘစ်ကလေကြော့ပါရဲ့မယုံမတည်တယ်ဒီဖင်တဲ့ရပေါက်နေတယ်နော်အမှဒီပေါင်နဲ့ပွန်းထားတာကျွတ်တက်နေတယ်ဘစ်နော်ပြီးမှဆိုတော့ဟာဟမ်အဲ့ဒါပြန်ရွေးမကောင်းတာလေပြစ်လိုက်အမှန်ပေါ်လို့ဘာလို့ဆိုတော့လှူလိုက်တဲ့လူကအကောင်လုံးသူတို့လှူလိုက်ပြင်မယ်ကျွန်တော်တို့ကအောက်ချပေးလိုက်ရင်ဘယ်လိုချပေးအာကိုစီတို့ယူနီယံဗလာတာပစ္စည်းတွေချပေးလိုက်တယ်အောက်မှာပျော်ပျော်ပါးပါးနဲ့လှူကြဟဲဘေးအဆောက်အောင်ထည့်ပေးကြကိုစီတို့အဖွဲ့ရကြဖေရောကျွန်တော်ချားရတယ်ဘောကအဲ့လိုမျိုးအဲ့တော့ဘာလို့ကဒီထမိန်ထုတ်တွေဘေးထုတ်တွေထမ်းလာကိုခန်းရမှာရွေးနော်ရွေးပြီးပြန်ပြီးတော့ဘောင်းပြီးဆိုဘောင်းပြီးအင်းဆိုအင်းကြီးပြန်စီလောက်ကြတာပဲကျွန်တော်တို့အဲ့တော့ငါကဘယ်နေရာမှတော့မဖြစ်ကျွန်တော်တို့ကပါဒီလက်ရှိဖြစ်နေတဲ့နိုင်ငံရေးကင်းပြေးမှာကောင်းမွန်သွားဖို့အောင်မြင်သွားဖို့လုပ်တာစစ်တပ်ကိုပြောနေတာတိုက်ခိုက်ဖို့မဟုတ်ဘူးဒါပေမဲ့စစ်တပ်မှာဒီပြောစရာပြည့်နေတယ်လို့ကျွန်တော်ပြောရတာလူဆောင်ကြီးကတ်ခံတဲ့အလုပ်ဘယ်လိုလုပ်ချင်လဲဗျာခင်ဗျားတို့ကိုချင်းစာကြည့်လမ်းသွားလို့ခွေးဟောင်တောင်မှခင်ဗျားတို့ကြိုက်တာကိုလမ်းလျှောက်သွားကိုခွေးဟောင်ကြိုက်တာမကြိုက်ဘူးမလားကြိုက်တဲ့လူမရှိပါဘူးအဲ့ခွေးဆိုတဲ့ကောင်ဟောင်တာတော့မကြိုက်တာလူဟောင်တာကိုဘယ်လိုခံနိုင်မလဲစဉ်းစားကြည့်ပေါ့ကိုချင်းစာကြည့်ပေါ့အဲ့ဒါလေးပဲနော်ဒီနေ့မှာကွန်မန့်တစ်ချောင်းတွေ့လို့ပါကွန်မန့်တစ်ချောင်းကပို့ရေးထားတာပေါ့နော်အဲ့ဒီပို့ရေးထားတဲ့ထဲမှာကျွန်တော်တို့ကပဲစူပူအောင်နှုတ်ဆော်တဲ့အတိုင်းပေါ့နော်ဟောကျွန်တော်မပြောအဲ့မှာပွဲစားတယောက်ဆိုရင်ပြီးလို့ရှိရင်တဲ့ဒီဘတ်တွေ CI တွေဟိုလူနဲ့လောက်ပါဒီလူနဲ့လောက်ပါလို့ပြောသေးတယ်တဲ့ကျွန်တော်တို့ကပြဿနာရှာတယ်ပေါ့ကွယ်ပြီးလို့ရှိရင်ဟိုလူနဲ့လောက်ခံဟုတ်တယ်ထိုင်းမှာဒီပွဲစားတွေအများကြီးရှိပွဲစားမရှိလို့မရဘူးလို့ကျွန်တော်တို့အမြဲပြောထားတယ်ဒါပေမဲ့တဲ့ပွဲစားတွေလိန်လို့ညာလို့ဖြစ်လာတဲ့ပြဿနာတွေကျွန်တော်တို့ရှိနေ့စဉ်ဒူကရောက်လာတာအဲ့တော့ကျွန်တော်တို့ကဘတ်ဖွင့်ပြီး CI ဖွင့်ပြီးပတ်စပို့လုပ်ပြီးဘာပဲလုပ်ဒီအလုပ်သမားတွေရဲ့ကိစ္စနဲ့ပတ်သက်ကျွန်တော်တို့ပတ်ဝန်းကျင်မှာပွဲစားတွေအများကြီးဘယ်သူနဲ့လောက်ပါမတိတဲ့လူကိုကျွန်တော်တို့အာမခံပေးရဘူးလားအာမခံပေးတယ်ဆိုတော့အဲ့လိုတစ်ခုပြသွားရင်ကျွန်တော်တို့တောင်းရင်အဲ့တော့ကျွန်တော်တို့အာမခံနိုင်တဲ့သူကိုပဲကျွန်တော်တို့အာမခံပေးတာလေအဲ့ကျွန်တော်တို့နေ့စဉ်အကိုစီဘလူးဘတ်လောက်ချင်လို့ပါဘတ်တင်ချင်လို့ပါကိုစီဆက်တော့ပြကိုစီတီတီကဘလူးရှိတယ်ဒါကအမြဲမေးခံတဲ့မေးခွန်းအဲ့တော့ကျွန်တော်တို့မတိတဲ့လူပြောက်ကိုတွေ့လို့ဟဲ့ဟိုလူကလုံးများပြောလိုက်အဲ့လူလိမ်ပေးဝိုင်းကျွန်တော်ရှိရောက်လာမှာလေကျွန်တော်ဘယ်လိုရှင်းမလဲအဲ့တော့ကျွန်တော်တို့အာမခံပေးနိုင်တဲ့လူကိုပဲကျွန်တော်တို့ညင်ညာပေးရတာပေါ့ဒါကိုကျွန်တော်တို့ပြောခံကြည့်ပြောခံကြည့်တဲ့နေရာမှာကန်းကောင်ပြောခံကြည့်တာနော်ဆိုအဲ့ဒီဘဝကိုဘယ်သူကနေချင်မလဲစူသူများတွေစူပူအောင်ကြောက်နေအောင်ကျွန်တော်တို့လိုက်ပြောနေဘယ်ဆိုတာကဘာကြောက်လဲအဲ့တော့ခွေးဟောင်နာအောင်မခံချင်တာဗျာလူဟောင်နာအောင်ဘယ်သူကခံချင်မလဲနော်အဲ့ဒါလေးပဲတွေးကြည့်ပါကိုချင်းစာကြည့်ပါအဲ့တော့ဒီလူတွေကဘာကြောက်ပြောနေရလဲဘာကြောက်လုပ်နေရလဲနော်အရင်စိတ်ကူးလေးနဲ့သူ့နေရာမှာငါလုပ်ကြည့်စမ်းမယ်တွေးကြည့်ပါ
နော်အဲ့ဒါဆိုရင်ကိုချင်းစာတရားနဲ့သိပါလိမ့်မယ်ကျွန်တော်တို့တွေဘာကြောက်လုပ်ချင်တာလဲဒီနိုင်ငံကိုကောင်းစေချင်လို့ဖြစ်စေချင်လို့ကျွန်တော်အမြဲပြောတယ်ကျွန်တော်တော်လိုင်းမလုပ်ခင်ရလေအနည်းဆုံး2လကိုတစ်ခါကျရင်1လကိုကျွန်တော်တရုံးစုတယ်နော်အခောက်ရွှေတစ်ချက်သားတရုံးကျွန်တော်စုနိုင်တယ်ဒါပေမဲ့အခုတော်လိုင်းလုပ်တယ်ဘယ်ရက်တီဖို့ဒီအဖွဲ့ရက်တီဖို့အတွက်ချီးထွက်နေထွက်ရုံးရတယ်ချပြလို့မရတဲ့အရာတွေအများကြီးကိုခံစားနေရတဲ့ဒုက္ခတွေပြောလို့မရတဲ့အများကြီးဟာငစီကပြောင်းအောင်နေတိုင်းဆိုတာရှိသေးတယ်ကိုဒုက္ခကိုပဲသိတယ်ဟာကားဘယ်နှစီးဝယ်ထားဆိုတာရှိတယ်ဟုတ်တယ်နော်ကျွန်တော်ပတ်ဝန်းကျင်မှာရှိတဲ့ကားမှန်ကကိုကျွန်တော်ကားကြီးပဲဘာလို့အကုန်လုံးဆွဲသုံးတာဟုတ်တယ်မလားဒါပေမဲ့ကိုခံစားနေရတာကိုလူတွေမသိဘူးဒါပေမဲ့ကျွန်တော်တို့တွေကပြောနေဆိုနေလုပ်နေတယ်ဆိုတာဒီတိုင်းမျိုးလူတန်းစစ်ကျင်တယ်ဗျာကျွန်တော်တို့နိုင်ငံသားတွေဘယ်လောက်နှိမ့်ညနေလဲဘယ်လောက်စုပ်ပြတ်နေလဲနိုင်ငံရေးကိုလေ့လာကြည့်ပါနိုင်ငံရေးကိုစိတ်ဝင်စားဝိုင်းခင်ဗျားတို့တွေလေနိုင်ငံရေးမှာမခံချင်တဲ့စိတ်တွေပေါ်လာလိမ့်မယ်အဲ့ဒါဆိုရင်အခုကျွန်တော်တို့လိုပဲပြောခြင်းလုပ်ခြင်းတဲ့စိတ်တွေပေါ်လာအောင်ကျွန်တော်တို့လည်းအဲ့ဒီကစတာပဲမတရားတွေ့မနေနိုင်ဘူးနော်ကျွန်တော်ဆယ်တန်းအောင်ကရဲတဲ့တွင်းနေကျွန်တော်စစ်ထဲတွင်းနေမလုပ်ဘူးကျွန်တော်ဘာဖြစ်လို့လဲကိုမှန်ရဲ့သားရဲ့အပေါ်ကလူပေါင်းကအမိတ်လာပေးတဲ့ဟာကိုကျွန်တော်လက်ခံလို့မရဘူးထားပစ်ပြီးမှကျွန်တော်စစ်ထဲရဲတဲ့ဝင်အရာရှိပြစ်တာပြီးကျွန်တော်တပ်ပြင်းပြမှာကျင်းနေတယ်ကျွန်တော်စိတ်နဲ့လုံးဝမရဘူးမဟုတ်ရင်ကျွန်တော်လုံးဝခံနေတာကောင်းမဟုတ်နော်ကိုဘက်ကမှန်ရဲ့သားနဲ့လူကလာမွားတယ်ထိုင်းကိုရောက်ခါစားကနော်ကျွန်တော်ဆရာကညနေကျဆရာတစ်ပတ်ညရက်တော့လက်ခေါင်ပေါ့နော်ထိုင်းမှာလက်ခေါင်ပေါ့ရက်ကြမ်းတော့တော့မွေးတတ်ဘူးကိုဆရာနဲ့ကိုကတော့လန့်ချင်း international language နဲ့တည်နေတော့နေအဲ့ဒါမှစကားတတ်တယ်ဒါမပြီးကလာပြီးကတော့ရွှေ့ဆိုင်ဖိုင်ရိုင်းညီမပြီးတော့ဘုံနဲ့ဆိုင်အဲ့လိုပြောရင်ကျွန်တော်စိတ်ထဲလေးစိုင်ထပ်ကိုတတ်ချင်သေးပါဘောကျွန်တော်ကိုမဟုတ်တာမလုပ်ဘဲနဲ့ကိုလာပြောရင်နည်းနည်းလေးမှမခံနိုင်တဲ့စိတ်ကျွန်တော်မရှိဘူးမတရားတာကိုခံလို့မရဘူးနော်ဒါကြောင့်မလို့ကျွန်တော်အဲ့ဒီစစ်ထဲရဲတဲ့ပုံဝင်ခဲ့တာနော်ကျောင်းဆရာလောက်ခိုင်းနေငါဒီကလေးရိုက်တက်ပြီးလို့ကြားဘူးအမှုပါမယ်စိတ်လည်းမရှိတတ်ဘူးဒါကျွန်တော်ရဲ့ဟိုမကောင်းတဲ့ညီတွေကျွန်တော်ပွင့်လင်းပြောတာဒါပေမဲ့သူများပေါ့ရုံမာတဲ့စိတ်အောက်တန်းကြတဲ့စိတ်နောက်ကျောဓာတ်နဲ့ထိုးတဲ့စိတ်ကျွန်တော်တော့မလုပ်ဘူးညနေချင်းတိုင်းစိတ်ထိုးမှာစောင့်မင်းကြိုက်အဲ့ဒါကျွန်တော်ထိုင်ပြည့်လူတစ်ဖက်တော့အောက်တန်းကြဆိုတာနောက်ွယ်ကရုံမာတဲ့စိတ်ကျွန်တော်ဘယ်သူ့မှမလုပ်ဘူးအဲ့တော့ကိုယ်လုံလိုက်ရင်လည်းမခံနိုင်ဘူးအဲ့ဒီစိတ်ကနေဘာဖြစ်လဲနိုင်ငံရေးကိုလေ့လာမိတဲ့အချိန်မှာနိုင်ငံရေးမှာဒီလိုမတရားတာယူမခံချင်စိတ်ဖြစ်ပြီးတော့နိုင်ငံရေးကိုပါဝင်မိတာအဲ့တော့ဘာဖြစ်လဲစောက်ပြောကန်ထိတယ်စော်ကားကန်ထိတယ်နှိမ့်ချကန်ထိတယ်မျိုးစုံလုပ်ကန်ထိတယ်အဲ့ဒါကျွန်တော်တို့ပေါ်ရတယ်အဲ့တော့ဒီဝစ်ကြွေးရနေကျွန်တော်ပြုတ်ချင်တယ်အဲ့တော့ဒီတော်နိုင်ရေးခက်မြန်မြန်ပြီးချင်တယ်ဒါပဲအဲ့ဒါကျွန်တော်ခံပြပဲဆုံးဖြတ်ကြီးဆိုတာပြီးကြတဲ့ရုပ်ရှင်တွေကိုအထူးပဲကြည့်တင်ပါတယ်ကျွန်တော်ရဲ့ channel ကို subscribe လိုက်မလို့ရသေးရင်လည်း subscribe လိုက်လုပ်ပေးကြပါလို့မိသားခံရင်လည်းနောက်ထပ်တို့တရားတင်တွေတင်ဆက်မှာမလို့ဒီဗီဒီယိုကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါတယ်အားလုံးကိုအထူးကျေးဇူးတင်ပါတယ်